ခုပြောပြမှာတော့ကြောင်းနော်ဒါဟွန်ဒါဝိတ်ဟန်တော့သေးပေါ့တော့မှာသူကဒီတော့သေးပေါ့ဥမာတော့သေးမှာဆိုလို့ရှိရင်သူက2မျိုးလာတယ်ဘယ်လို2မျိုးလာလဲဆိုတော့ဘယ်လိုင်းနဲ့ညာလိုင်းဆိုပြီးလာတယ်နော်ဘယ်လိုင်းနဲ့ညာလိုင်းဘယ်လိုခွဲမလဲတော့ဒီလိုထားလိုက်ဒီလိုမျိုးထားလိုက်ရင်ဒီဘက်ရှာမှာဒီဘက်ရှာမှာလိုင်းထိုးရတူလားဒီလိုထားလိုက်တယ်တော့အဲ့လိုပြချလိုက်လို့ရှိရင်ဒီဘက်ရှာမှာထိုးထားတာကကိုယ့်ရဲ့ဘယ်ဘက်မှာရှိတယ်နော်ဒါဆိုဘယ်လိုင်းနော်ဒီတန်လိုင်းလေးကဒီဘက်ရှာမှာရှိတယ်ဆိုလို့ရှိရင်ညာလိုင်းဖြစ်မှာနော်ဒါဘယ်လိုင်းဒါညာလိုင်းညာတယ်တူလားဒါဆိုညာနော်ဒီမှာတော့ညာဘယ်လိုပဲလှမ်းလားဒါဆိုရင်ဘယ်နော်ဘယ်နဲ့ညာနဲ့ဘယ်လိုင်းနဲ့လာတဲ့တော့ညာလိုင်းနဲ့တထည့်လို့မရဘူးနော်ညာလိုင်းဒီညာနဲ့ပဲထိုးရမယ်တော့လုံးမယ်ဆိုရင်နော်ဘယ်နေဘယ်ကဘယ်နဲ့ပဲလောက်ရမယ်အဲ့ဒါသိရမယ်ဘယ်လိုင်းမှမသိညာလိုင်းမှမသိပဲနဲ့တထိုးလို့မရဘူးနော်အဲ့ဒါပြောပြပြီလားတစ်ဖက်